မော်တရားဓမ္မတော်ရေးစီရောက်နေတော့ရဲမတ်တူလာခေါ်တယ်ကိစ္စတော့အပြိုတော်တရားရည်နှစ်နေတာဓမ္မတော်ရတာတကယ်အာဃာတတိကဲလူအတေကိုမကြည့်ရဘူးမာအိုကတော့လူတွေကိုစစ်ဆေးနေပြီမှုခင်းနေရာကိုကျင်ရှိလို့ပါရောက်လာတယ်ဒီလူကအပြိုတော်တရားမဆုံးခင်နေ့ထိပုံမှန်ပဲနိုင်ငံမောင်းကနေခုံစားပြီးတက်တေကြောင်းကျင်ရှိပြောပြတယ်မင်းရောဘလို့ထင်လဲမာအိုကျင်ရှိရတော့မာအိုကိုတော်တော်အားထားပုံပါပဲမောင်ကတော့နိုင်ငံမော်တက်เสียလေကားနဲ့အခြားအရာလည်းမရှိဘူးအဲ့တော့ဒါဟာတက်တေးရမဟုတ်ကြောင်းမောင်ကောက်ချက်ချတယ်တနည်းအားဖြင့်အတက်ခံရတာကျင်ရှိရတော့တွေးပေါင်းတစ်ထောင်နဲ့ငူငူကြီးကျနေခဲ့ပါလေရဲ့မောင်လေးကတော့အိမ်ကိုအဲ့ရလေးတိမ်ပြီးပြန်လာခဲ့ရပါပြီမိဖုရားကိုကိုယူကလည်းကျင်ရှိကိုစိတ်ဆိုးနေတယ်လူမကိုတုံးချခံမဖြစ်ချေခြင်းလို့ကျင်ရှိကိုယ်တိုင်လည်းကြေကွဲနေရရှာတယ်ပြန်ရောက်လာတဲ့မာအိုကိုစောင်းကြမြိုင်နဲ့တမိတုံးမအလှပြင်ပေးနေတယ်။စောင်းကြမြိုင်နဲ့တမိတုံးဝါနဲ့မာအိုရောအပါကိုအခြားအိတ်တော်တစ်ခုအကားလာတွေနဲ့ဖြော်ပြဖို့ဖိတ်ကြားခံထားရတယ်။ပန်ရှင်ဖွားကြီးဝင်လာတယ်အတော်လာတာပဲမာအိုသူတို့ကိုငှားလာတဲ့အိမ်တော်ရောက်ပြီ။နဲ့တမိတုံးဝါတော့အကားလာပြက်ဆောင်စားရည်နဲ့ဖြော်ပြေးနေပြီ။မာအိုနဲ့ခြားမိမငယ်လေးတွေကတော့အေးငဲ့ပါညာတောင်းဝင်ယူထားရတယ်လူလင်ပြိုတယောက်စပွဲဝိုင်းမှာတယောက်တည်းထိုင်နေတယ်မောင်ကရဲငယ်ပြီမလို့တော့တယ်ပြီးမှထိုင်နေတာဂျင်ရှီမန်းတိပင်အံ့ဩနေတယ်မောင်မင်းပေရောက်နေတာလဲမာတီဂရိတ်အိမ်တော်မှာပါမဟုတ်မှလွယ်ရောမင်းဆိုပြီးရွှေကြလုံနေရလားဆိုတဲ့တဘောနဲ့မေးတယ်ဘေးတဲ့ကောင်မှလက်မခံသေးဘူးလို့ပြောမှဂျင်ရှီတယောက်စိတ်တက်တာရသွားတယ်ငါမင်းကိုဝယ်ရောရလားမာအိုကလည်းနောက်နန်းဆောင်မှာပဲလှုပ်ချင်တယ်လို့ဖြေပြန်ပေးတယ်။ဂျင်ရှိတယောက်မာအိုကိုပြန်တွေ့ရလို့ပြောနေတယ်။မာအိုနှခမ်းလေးကိုလက်လေးနဲ့ထိပြီးတူးလက်တူပြန်နှမ်းတာမို့မာအိုတယောက်ရှက်ပြီးတင်းနေတယ်။ကိုရန်တော်ရက်ပါဘေးကိုရောက်နေပြီ။နတ်သမီးတုံးပါဒါလေးကဘူးလေးလဲဘာညာမေးကုန်ပြီ